ဘာအနေနဲ့လွယ်လားပေါ့ဒီပန်းစီလောက်ရဟုတ်ကဲ့မလုတ်ခင်မှာတော့နည်းနည်းခက်တယ်လို့ခံစားရတာပေါ့နော်လုတ်ရင်းနဲ့တော့အဆင်ပြေသွားတယ်လွယ်သွားတယ်လွယ်ပါရဲ့နော်ဟုတ်လောက်ရတာခက်မယ်လို့ထင်တာပေါ့နော်ဟုတ်တယ်ဒါခက်မယ်လို့ထင်ထားတာပေါ့နော်ဒါမဲ့နီးလေးတွေတည်သွားတဲ့ခါကျတော့သူ့လုံနေနဲ့သူ့အတိုင်းသွားတဲ့ခါကျတော့အဆင်ပြေပေါ့နော်ဒါအစအဆုံးကိုယ်တိုင်လောက်ထားတဲ့ပန်းစီလေးပါကိုယ်တိုင်လောက်ထားတာပါတင်ပေးလို့လည်းကျေးဇူးပါလောက်သက်သွားတော့ဘယ်လိုခံစားရလဲအရင်ပြောတယ်ညီမလေးရောဒါလောက်ရလွယ်လားပေါ့နော်ဒီဟာတော့လွယ်အဲ့ဒီလက်ကိုင်အထောင်ပန်းလေးရလီကျင်ဖူးလူတွေရဲ့ပေါ့နော်ညီမလေးလည်းဒါကိုယ့်အကူလောက်ထားတဲ့ပန်းလေးပါပေါ့To glow warm and bright, side by side we start again. New memories waiting to begin.